အပိုင်း9အန်ရသတိပေးအိမ်မက်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဘေးအန္တရာယ်ကင်းရှင်းရေးအရာရှိဖြစ်ပါတယ်ဘေးအန္တရာယ်ကင်းရှင်းရေးတင်ယူလေ့လာမှုမီဒီယာစီတို့အားလုံးကိုခေါ်ဆောင်သွားပါရစေအပိုင်း9အန်ရသတိပေးအိမ်မက်အပိုင်းတို့ငါအိမ်မက်မက်နေတာလားဒုက္ခပါပဲဒါကအရန်အနေများအရန်အနေများတယ်နော်ခဏရက်ပါဦးဒီ gas ဖြတ်ဆက်ကိုလုံးဝမသုံးပါနဲ့ဦး ဘာလို့လဲ မှာ gas အနောက်ပြန်စီးဆင်းမှုကာကွယ်ရေးကိရိယာ flashback arrestor ကနှစ်ခုပဲ ဒါကဘာလဲဟင်မင်းပါအကြောင်းပြောနေတာလဲ ကိရိယာကိုတော့ gas အနောက်ပြန်စီးဆင်းမှုတားဆီးတဲ့ကိရိယာသို့မဟုတ် flashback arrestor လို့ အိုးဒါလည်းရှိတော့ရှိတာပဲဒါပေမဲ့ဒါကဘာအတွက်ရှိတာလဲ ဟုတ်ပါတယ်ဒါပေမဲ့စုံစုံလင်းလင်းမရှိဘူးဟုတ်မိဘွားတွေ gas ပြက်ကလေးဆိုတဲ့လက်ကင်ကနေ gas အိုးတွေကိုအနောက်ပြန်စီးဝင်တာကိုအတွင်းပောက်ကွဲမှုမဖြစ်အောင်ကာကွယ်ဖို့အတွက်ပါ အိုးဒီလောက်တောင်တေးသေးလေးပဲကိုအဲ့ဒီလောက်ထိအရေးကြီးလို့လားဒါဆိုမင်းကငါတို့ကိုအလုံးမလုံးဖို့ဘာလို့တားနေတာလဲ စုံလင်သေးလို့တားမြစ်ရတာပါ gas ပြက်စနစ်တစ်ခုစီမှာစုစုပေါင်း၄ခုရှိရပါမယ်အဲ့ဓာတွေကတော့လက်ကင်ဘက်ကနေနီးနောက်ပြန်မစီးအောင်ဂဟေစော်တဲ့လက်ကင်မှာ2ခုအောက်ဆီဂျင်အိုးထွက်ပေါက်မှာ1ခုနဲ့လောင်စာဂတ်အိုးထွက်ပေါက်မှာ1ခုဖြစ်ပြီးတစ်စုံလုံးမှာစုစုပေါင်း၄ခုရှိရ နားလဲပါပြီရှိုံနဲ့တင်မလုံလောက်ဘူးနော်၄ခုစုံမစုံဆိုတာကိုကြည့်ရမယ်အများကြီးကျေးဇူးတင်ပါတယ်နော်အဲ့ဒီဘက်ကအလုပ်သမားတွေတုံးနေတဲ့အစုံမှာ၄ခုစုံမစုံဆိုတာကိုအရင်သွားကြည့်လိုက်တာကိုကောင်းတယ် တက်မန်နေဂျာအကိုကြီးတွေအနေနဲ့စုံစုံလင်းလင်းဝယ်ယူတက်ဆင်အသုံးပြုနိုင်ဖို့အတွက်ဘတ်ဂျက်ငွေခွဲဝေချထားပေးရမှာဖြစ်ပါတယ်နော်အများကြီးကျေးဇူး